ကဲအေးဆေးပဲဗျာပိုတိုဂီဘော်ဒီနဲ့ဒီယာဂွန်ကို9ပုံနဲ့တော့ကျသွားပြီလို့အာဂျင်တီးနားကတော့အပြေးစားရတယ်စင်ပြေပါရဲ့ငါငါလေးလမ်းပါလေးစင်ပြေပါလေလို့ဒါဖရီးကူးခံမှန်းချက်တွေပါဩစတြေးလျဘွဲ3-3တဲ့ဩစတြေးလျဘွဲ3-3ပြီးသွားကဲမြန်မာဝင်ရင်လည်းဒီပေါ်လေးဆက်သွယ်လို့ရပြီ对吧？对吧？要不我。